နိုဘီတာဟာလက်တွေ့ကဘာကြီးကိုစိတ်ကုံသွားပြီးအိမ်မက်ကဘာထဲထာဝရပိတ်မိသွားပါတယ်။ဒီနေ့ဟာဩဂုတ်လ9ရက်နေ့ပါ။နိုဘီတာအတွက်တော့တစ်နှစ်မှာတစ်ခါပဲလာတဲ့သူ့ရဲ့မွေးနေ့ပေါ့။ဒါနဲ့ဝမ်းသာအားရဖြစ်ပြီးဒိုယေမွန်ရှိသွားပါတယ်။ဒိုယေမွန်ကတော့အိတ်ကထဲမှာပစ္စည်းတစ်ခုခုကိုပဲအသေးအတန်ရှာဖွေနေပါတယ်။နိုဘီတာကပစ္စည်းတစ်ခုကိုထိမဲ့အလုံးမှာဒိုယေမွန်ကမထိနဲ့အဲ့ဒါကိုလုံးဝမကင်နဲ့ဆိုပြီးသတိပေးခဲ့ပါတယ်။အဲ့ဒီပစ္စည်းကတော့အိမ်မက်ကောင်းဆက်ပါ။အိမ်မက်ထဲမှာကိုဖြစ်ချင်တာတွေကိုအကုန်လုံးလို့ရပေမဲ့တစ်ခါပိတ်မိသွားရင်ဘယ်တော့မှပြန်လို့မလာတော့ပဲတေဆုံးသွားနိုင်တဲ့အထိအန္တရာယ်ရှိပါတယ်။ဒါနဲ့နိုဘီတာကဒီနေ့ပါနေလဲဆိုပြီးဒိုယေမွန်ကိုမေးပါတယ်။ဒိုယေမွန်ကသွားငါမအားဘူးအလုရှုံနေတယ်ဆိုပြီးနှင်ထုတ်လိုက်ပါတယ်။နိုဘီတာတယောက်အပြင်ထွက်ပြီးတငယ်ချင်းတွေကိုတွားတွေ့တဲ့အခါမှာလည်းဘသူကမှသူ့မွေးနေ့ကိုသတိမရကြပါဘူး။ဒါနဲ့စိတ်ပြက်ပြီးအိမ်ပြန်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တော့လဲအမေက surprise ပေးမလားလို့မျှော်လင့်ခဲ့ပေမဲ့ရလိုက်တာကတော့သူ့ညရထားတဲ့စာမွေးပွဲစစ်ဆေးလွှာနဲ့အဆူဆဲတွေပါပဲ။အားလုံးကသူ့ကိုမချစ်ကြတော့ဘူးလို့ထင်သွားတဲ့နိုဘီတာဟာဝမ်းနည်းလုံးလို့အခန်းထဲမှာတယောက်တည်းငိုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာလက်တွေ့လောကကိုစိတ်ကုံသွားပြီးအိမ်မက်ကောင်းကိုအသုံးပြုကအိမ်မက်ကဘာထဲကိုထွက်ပြေးသွားပါတော့တယ်။အိမ်မက်ထဲမှာတော့နိုဘီတာကဆရာကြီးပေါ့။ရှီဇူကာကသူ့ရဲ့ကောင်းမလေးဖြစ်ပြီးဂျိုင်ယန်နဲ့ဆူနီယိုကတော့လမ်းဘေးမှာပြည်ကြီးငါးကင်ရောင်းတဲ့ဦးလေးကြီးတွေဖြစ်နေပါတယ်။ပြဿနာတက်တော့လဲအေးဆေးဖြေရှင်းပေးလို့ရှီဇူကာကကြွေနေပါတယ်။မွန်စတာအကောင်ကြီးတွေလာတိုက်ရင်လဲနိုဘီတာကဟီယိုကြီးအဖြစ်ပြောင်းလဲပြီးကဘာကြီးကိုကယ်တင်တဲ့သူရဲ့ကောင်းကြီးပေါ့။သူဟာရှီဇူကာကိုရန်သူတွေလက်ထဲကနေကယ်တင်လိုက်ပြီးအားလုံးရဲ့ချီးကျူးမှုကိုရရှိနေတာပါ။နိုဘီတာဟာအိမ်မက်ထဲမှာအရန်ကိုပျော်ရွှင်နေပေမဲ့တစ်ဖက်မှာတော့သူဟာလက်တွေ့ဘဝကအမတ်တရားတွေကိုတစ်ခုပြီးတစ်ခုစတင်မေ့လျော့လာပါတယ်။ဒိုယေမွန်အခန်းထဲပြန်ရောက်လာတဲ့အခါနိုဘီတာတယောက်အိမ်မက်ထဲမှာနှိမ့်ဝင်နေတာကိုတွေ့ပြီးအရန်ထိတ်လန့်သွားပါတယ်။ဘလို့နိုးမရတော့ပါဘူး။တငယ်ချင်းတွေရောက်လာတော့ဒိုယေမွန်ဟာငိုနေပြီးအခြေအနေကိုရှင်းပြပါတယ်။နိုဘီတာကိုကယ်ဖို့ဆိုရင်သူ့ရဲ့အိမ်မက်ထဲကိုလိုက်သွားရမှာပါ။မနှိုးနိုင်ဘူးဆိုရင်အိမ်မက်ထဲမှာထာဝရပိတ်မိသွားမှာပါ။ဒါဟာအရန်အန္တရာယ်များပေမဲ့ဂျိုင်းယန်ဆူနီယိုနဲ့ရှီဇူကာတို့ကတော့သူတို့တငယ်ချင်းအတွက်နောက်မဆုတ်ပဲအိမ်မက်ထဲကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့အိမ်မက်ထဲကိုဝင်သွားတဲ့အခါအဲ့ဒီနေရာဟာနိုဘီတာရဲ့စိတ်ကူးတဲ့ကဘာဖြစ်လို့ထူးဆန်းတဲ့ပင်လယ်တရဝတွေနဲ့မျိုးတုံးပြောက်ကွယ်သွားတဲ့တိရစ္ဆာန်တွေအံ့ဩစရာမြင်ကွင်းတွေနဲ့ပြည့်နေပါတယ်။ဒါပေမဲ့နိုဘီတာရဲ့အိမ်ကိုရှာရတာကတော့မလွယ်ကူပါဘူး။ရှာရင်းနဲ့သူတို့ဟာနိုဘီတာရဲ့စိတ်ကူးတဲ့ကအတိုင်းတစ်မျိုးပြီးတစ်မျိုးပုံစံတွေပြောင်းသွားပါတယ်။နိုဘီတာအိမ်ရှိရောက်လာတော့သူတို့ဟာဆူနီအိုသူတောင်းစားလေးတွေကနိုဘီတာစီမှာထမင်းတောင်းနေတာဂျိုင်ယန်တွေကသူတို့အတန်ဆိုးလို့တချင်းမဆိုရဲတော့ဘူးဆိုပြီးငိုနေတာတွေကိုတွေ့ရပါတယ်။တကားဖွင့်လိုက်တဲ့အခါမှာလည်းရေချိုးနေတဲ့ရှီဇူကာကိုတွေ့ပြီးရှီဇူကာရှက်သွားပါတယ်။နိုဘီတာရဲ့အိမ်ထဲကိုရောက်သွားတဲ့အခါမှာတော့ရုံတကောင်ဖြစ်အသွင်ပြောင်းနေတဲ့နိုဘီတာကိုတွေ့လိုက်ရပါတယ်။သူတို့ဟာနိုဘီတာကိုလိုက်ဖမ်းပေမဲ့ဒါဟာနိုဘီတာရဲ့အိမ်မက်ကဘာဖြစ်တာကြောင့်ဘလို့မှလိုက်မမီနိုင်တဲ့လှေကားထစ်တွေကြားမှာပိတ်မိနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့တွေတဲကန်တာရကြီးတစ်ခုတည်းရောက်သွားကြတယ်။အဲ့ဒီမှာမြင်လိုက်ရတာကတော့အဆုံးမရှိတဲ့သူညမတ်ရထားတဲ့စာမွေးပွဲဆက်ကူတင်းချိုင်းကူတွေပါပဲ။ဒါဟာနိုဘီတာရဲ့စိတ်ထဲမှာအမြဲတမ်းခံစားနေရတဲ့နာကျင်မှုနဲ့အရှက်ရမှုတွေကိုဖော်ပြနေတာဆိုတာရှီဇူကာကသဘောပေါက်သွားတယ်။ရှီဇူကာကဒါကိုမြင်တဲ့အခါနိုဘီတာရဲ့စိတ်တန်ရာကိုကုသပေးဖို့အကြံရသွားပါတယ်။ဒါနဲ့ဒိုယေမွန်ကကိရိယာတစ်ခုသုံးပြီးအဲ့ဒီသူညတွေကိုတရားမတ်တွေအဖြစ်လိုက်ပြောင်းပေးလိုက်တဲ့အခါနိုဘီတာကစိတ်သက်သာရပြီးမျက်ရည်တွေကျလာကအိမ်ထဲကိုပြန်ရောက်သွားပါတယ်။ဒါပေမဲ့ဂျိုင်းယန်ကအိမ်မက်ထဲမှာပဲအမတ်တရားရတာပါလို့လှောင်လိုက်တဲ့အခါမှာတော့နိုဘီတာဟာစိတ်တက်ကြသွားပြီးအိမ်မက်ကဘာတစ်ခုလုံးအေးခဲလာပါတော့တယ်။အိမ်မက်ကဘာကပျက်စီးတော့မဲ့အခြေအနေရောက်လာပြီးအရာအလုံးအေးခဲကနှင်းမုန်တိုင်းတွေတိုက်လာပါတယ်။ဒိုယေမွန်ကအားလုံးကိုဘေးကင်းရာကိုပြန်ခိုင်းပေမဲ့ဂျိုင်းယန်ကနိုဘီတာကိုကယ်ဖို့အတွက်ထိတ်ကပ်ပိတ်ရက်လိုက်ပြီးတငယ်ချင်းကိုထားမသွားနိုင်ဘူးငါတို့အားလုံးအတူတူနိုဘီတာကိုမရရအောင်ပြန်ခေါ်မယ်ဆိုပြီးအခန်းရှိကိုရောက်အောင်သွားပြီးတကားကိုတွန်းဖွင့်လိုက်ပါတယ်။သူတို့အားလုံးနိုဘီတာရဲ့အိတ်ခန်းထဲကိုရောက်သွားတဲ့အခါနိုဘီတာဟာရေခဲတုံးကြီးထဲမှာအေးခဲပြီးပိတ်မိနေတာကိုတွေ့လိုက်ရပါတယ်။ရေခဲတုံးထဲကနိုဘီတာကိုအားလုံးကဝိုင်းပြီးခေါ်နေပေမဲ့နိုဘီတာကတော့နိုးမလာတော့ပါဘူး။အဲ့ဒီအချိန်မှာပဲရှီဇူကာကနိုးလာပါတော့နိုဘီတာရဲ့ဒီနေ့မင်းရဲ့မွေးနေ့လေလို့ငိုပြီးပြောလိုက်ပါတယ်။အဲ့ဒီနောက်အားလုံးကဝိုင်းပြီး Happy Birthday နိုဘီတာလို့တံပြိုင်နှုတ်ဆက်လိုက်တဲ့အခါမှာတော့တောက်ပတဲ့အလင်းရောင်တစ်ခုပေါ်လာပြီးအိမ်မက်တွေအားလုံးပြက်ပြက်သွားပြီးလက်တွေ့ဘဝကိုပြန်ရောက်လာပါတော့တယ်။နိုဘီတာတယောက်လက်တွေ့ဘဝမှာပြန်နိုးလာတဲ့အခါသူ့ရှေ့မှာဒိုယေမွန်နဲ့တငယ်ချင်းတွေတင်မကပဲမွေးနေ့ကိတ်ကင်ထားတဲ့အမေပါရှိနေတာကိုတွေ့လိုက်ရပါတယ်။တငယ်ချင်းတွေကသူတို့ဟာနိုဘီတာကို surprise တိုက်ချင်လို့မေ့ချင်အောင်ဆောင်နေခဲ့တာပါလို့ရှင်းပြကြတယ်။နိုဘီတာဟာဝမ်းသာလွန်းလို့ဒါဟာအိမ်မက်တစ်ခုလိုပဲလို့ပြောလိုက်တဲ့အခါတငယ်ချင်းတွေအားလုံးကထပ်ပြီးအိမ်မက်ထဲပိတ်မိမှကြောက်လို့ထွက်ပြေးကြပါတော့တယ်။